တော့နောက်တစ်နေ့မနေ့ရောက်သွားပြီမနေ့စာစားရမနေ့စာ free ပဲခုစိတ်လိုက်ယူစားလို့ရတယ်ကျွန်တော်ရင်းနှီးချဲရဲ့သမီးကြိုလေးရဲ့ပဲစိတ်လိုက်ပါတယ်ဆိုင်ကမောင်းအောင်မှဆိုတော့ပြီးတော့ရေလေးပါလေးကူးတယ်ရေလေးပါလေးကူးပြီးတော့ရေကူးနေနေဗျာအဲ့ထီရလေတိုက်လို့လဲသွားတော့ကျွန်တော်အဲ့ထီကိုသွားပြီးထူပေးလိုက်တော့အဲ့ထီရဖင်းရတန်ပြားရဲ့ကျွတ်ပြီးတော့ကျွန်တော်ဒီဘက်ကျွန်တော်ညာဘက်ချိန်မပုံကြလိုက်တယ်အဲ့မှာဆိုင်ကကြီးရမထိုးနိုင်တော့ဗျာဆိုင်ကမမောင်းနိုင်တော့အမှအဲ့ဟိုတယ်မှာ3ရက်လောက်ကြာသွားတယ်ဗျာ6တက်တာလေးဒီနာလိုက်တာအဲ့မှာအစံတော်ကျွတ်သွားတယ်ဗျာဒါတော့ကျွန်တော်တို့ဒါရွှေစည်းကုန်းနေမှာပါဒီကုန်းနေမှာဖျားဘူးခြေထောက်လေးတက်တာကိုဆူတောင်းနေပါဗျာခြေထောက်ကလုံးဝကြီးရထိုးလို့မရဗျာအဲ့ဒီကျွန်တော်မိမပဲဆိုင်ကမောင်းခဲ့တာကျွန်တော်နောက်မှထိန်မောင်းပေးတာပါဗျာနေပါသူတင်ပေးတော့ကလပ်ပညာကိုင်မိကြီးရထိုးနေလေးပါနေတော့ဒါတော့ကျွန်တော်တို့ဟိုရဲ့ဂျီဖတ်တို့ရတဲ့ကုန်းသားလေးပေါ်မှာပေါ့ကုန်းသားလေးပေါ်မှာရှုခင်းနေလာလို့ရရင်နေတာအဲဆိုမိမဖြူဝင်းစနဲ့ရန်လာတယ်ဒါကျွန်တော်ရဲ့တွားလိုက်တာဗျာလာလိုက်တဲ့လူပြကြီးကျွန်တော်ကတော့ထုံးနေပါပဲဗျာအဲ့တော့မတရားလေးလည်းတကယ်လွမ်းမှုကောင်းပါတယ်အခုဒီဗီဒီယိုကဒီလုံးနေနဲ့ပြန်ကြည့်နေရတော့တကယ်လွမ်းပါတယ်လို့ကိုယ်လိုပြန်သွားဖို့လို့တကယ်မလွယ်တော့ဗျအဲ့လိုဆိုင်ကနေသွားဖို့လို့ပို့ဆိုးပဲယောဂရမေတုံးပြီးတော့ရှူနေတာကဲနေပါပြီဆိုင်ကတို့လည်းမပါဘူးစနက်ဘက်လည်းမပါဘူးစနက်ဘက်လည်းမြင်းချက်မှကြံခဲ့ရဗျဒီတိုင်းထွက်လာခဲ့စနက်ဘက်မဆောင်တော့ဆိုပြီးတော့မျက်မှန်လည်းလည်းမပါဘူးအစားတော့မျက်မှန်ဆွတ်မယ်ပြီးတော့စိတ်ကူတာမျက်မှန်မပါလာတော့တဲမဖေခရဲနဲ့ပဲပတ်သွားနေခဲ့ပြတယ်လို့မကမ်းပါအမတရားပါဗျာဒါတော့ကျွန်တော်ရဲ့ဟန်နီမူခီးစဉ်လို့ပြောရမှာပေါ့ဗျာအဲ့တော့ညာကစားဆိုကျွန်လက်ထပ်ထားကစားမှာသွားလေရဒါတော့ပကယ်ကိုဒုတိယအခေါက်ပေါ့ဒုတိယအခေါက်ဆိုတော့ချစ်သူနဲ့ဒုတိယအခေါက်ပေါ့တကယ်ချင်းနေတော့ခဏလည်းရောက်ပူပါတယ်ပကယ်ကိုအကြောင်းတက်တော့လည်းရောက်